ဟုတ်ကဲ့အခုကျွန်တော်တို့ပိုးတိုင်းသားတွေရဲ့အစအနေဝဲအဆုံးဆိုတဲ့စကားလုံးလေးကိုကျွန်တော်နည်းနည်းပါးချင်းပြချင်ပါတယ်အဲ့ဒါကြောင့်မလို့ရိုးရအတီးလေးနဲ့ကျွန်တော်သေးစားကြပြလင်္ကာလေးကိုဆိုပြပါမယ်ခင်ဗျာApa maya jale la torang le Aku ကျွန်တော်ဆိုပြမယ်အစအနေဝဲအဆုံးဆိုတဲ့တေးကြပြလေးကတော့ကျွန်တော်ပိုးတိုင်းသားအနေနဲ့ဆိုရင်လည်းပိုးရိုးရာတေးသချင်းလို့လည်းပြောလို့ရပါတယ်ခင်ဗျာဒီတေးသချင်းဟာဆိုရင်ဖြင့်ပိုးတိုင်းသားရဲ့ဂုံအင်္ဂါလက္ခဏာသင်္ကေတအမတ်သားတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာဒီနယ်နယ်ဝဲလို့ကြားလိုက်တိုင်းဒီပိုးတိုင်းသားရိုးရာသင်္ကေတဆိုတာပေါ်လွင်စီပါတယ်ခင်ဗျာAn wang che ba rong la na mu tom kho ne Ni bo yo ya thong mong yo Yang be ka tho ma mung dao Yang be ka wok sang ka si si dia ni bo arap kho ne Aku ကျွန်တော်ပိုးတိုင်းသားရောက်ဆိုတဲ့စကလုံးအဓိပ္ပာယ်ကိုကျွန်တော်နည်းပါးချင်းပြချင်ပါတယ်ဒီစကလုံးဟာဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကတော့ကျွန်တော်ပိုးတိုင်းသားတွေဟာအလူမင်္ဂလာချင်းပြုပွဲတွေမှာချင်းလောင်းတပည့်ဖိတ်ခေါ်ရမှာတရွာတည်းမဟုတ်ပဲချင်းလောင်းတပည့်ဒီချင်းလောင်းထိန်းဒီတခြားတရွာခေါ်ပြီးတော့ကျွေးမွေးအခါနဲ့အပိုင်းမှာတခြားတရွာခေါ်လေးချိပါတယ်ချင်းလောင်းတကာနဲ့ဆိုရင်အားလုံး3ရွာဖြစ်တာပေါ့နော်ဒီ3ရွာအနက်မှာချင်းတမနေကတင်ကန်းရလို့တင်ကန်းတမနေဘဝဝတ်ပြီးသွားပြီဆိုရင်ကြံတော့ဒီချင်းလောင်းထိန်လို့ချင်းလောင်းတပည့်တို့အခန့်ကျွေးမွေးအဖွဲ့တို့ဟာပြန်ရမယ်မနေ့ပြန်ဆိုပြန်မယ်ဒီညလိုမျိုးဆိုရင်ချင်းတကာကိုပြန်လဲပြီးတော့မိစုခံတာပေါ့အဲမိစုခံလိုက်တဲ့မှာခြေကတိုင်ပေးတဲ့ဆွမ်းနာတော်ပြောတယ်လို့မျိုးတေးကြပြလင်္ကာကိုတိုင်တဲ့လူတယောက်ရှိတယ်အဲ့ဒီအဆုံးမှာရောက်ဆိုတဲ့အတန်ကဝိုင်းပြီးအုံပြီးတော့ဆိုအော်ပြီးတဲ့ရောက်အတန်ပေါ့အဲ့ဒီအတန်ဘာနဲ့တော့တူတယ်ဆိုရင်ကျွန်တော်တို့မြန်မာတိုင်းသားတွေဟေးလာမောင်ရီဝါဆိုတဲ့စကားလုံးအတိုင်းအဲ့ပုံစံပေါ့အာရပါရအနောက်ကပန်ပူတဲ့အတန်အခုကကျွန်တော်တို့မိစုခံတဲ့ပုံစံလေးပေါ့နော်ရူရီရူရူရီရူရောNa so khan lai na yo Na so lan yo now a thwa nai mai Kyang si tang ka pa kyok so da yo now ku so yam la Sang ta ka ma wa pwe pang yo de phương lệ ku so yam la ngi